မင်္ဂလာပါကျမတို့ဒီ AI Assistant for Teacher Video Class ကနေကြိုဆိုပါရစေ။အဲ့တော့ဒီ module ကဘာကြောင့်ဆရာဆရာမတို့အတွက်အသုံးဝင်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ attend လိုက်တောင်းလို့ရှိရင်အဆင့်လိုက်ပေါ့လေလိုအပ်တဲ့ဒီမေးခွန်းတွေဒီ assessment ပေါ့စစ်ဆေးမှုပုံစံမျိုးစုံတွေကိုကျမတို့ AI နဲ့လင်းလင်းမြန်မြန်နဲ့ဖန်တီးနိုင်မှာပါ။အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ကျမတို့ကဒီ combine prompt ပေါ့ပြောချင်တာကကျမတို့စာမေးပွဲပုံစံတစ်ခုလုံးကိုတစ်ချိန်နဲ့ကျမတို့ထုံမယ်ပေါ့ကျမတို့အနေနဲ့ကကြတော့ဒီမူလာတန်းကျောင်းသားတောင်းလို့ရှိရင်ဒီကျမတို့ရဲ့အလဲတန်းကျောင်းသားအထက်တန်းကျောင်းသားတွေအတွက်ဆိုရင်ဒီသူတို့ကိုကျမတို့ပြရမယ် thinking level ကမတူတဲ့အတွက်ကြောင့်ကျမတို့ prompt ရဲ့ context ကိုပြောင်းလဲရမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျမတို့မူလာတန်းအဆင့်မှာဆိုလို့ရှိရင်ကြတော့သူက remember နဲ့ understand ကိုသူကအဓိကထားပါတယ်အဲ့တော့ကျမတို့ဘယ်အောင်သုံးလဲဆိုလို့ရှိရင် Bloom ရဲ့ကျမတို့ taxonomy မှာဆိုလို့ရှိရင်ဒီအောင်ဆုံးစံပေါ့လေ remember နဲ့ understand အဆင့်ကိုကျမတို့ကအဓိကထားပြီးတော့မှဒီကလေးတွေကိုကျမတို့မှတ်မိအောင်နားလည်အောင်လို့သင်ရမယ့်အဆင့်မှာ